တရားသူကြီးမင်းဘာဖတ်နေတာတော့ဗျဆရာကစုံးကြီးဒီအမှုကအင်မတန်ကိုစိတ်ဝင်စားစရာကောင်းတယ် ပြောပါဦးခင်ဗျတက်ငင်မရင်းမှုရဲ့ယာဂိုင်တို့အများစုကမရင်းချင်းခံရသူတွေနဲ့ရင်းနှီးသိရှိသူတွေဆွေမျိုးရေးချာတွေဖြစ်တာများတယ် အမှုအသေးစိတ်သိပြရစေဒေါ်စည်းခွက်ခင်ဗျအတော်ရေးအဖွားရေးညီမလေး ဟဲမမစင်ပန် ဟုတ်တယ်ညီမလေးစမ်းကြရေးကျောင်းပိတ်လို့ခဏလာလေတာ အတော်ရေးအဖွားရေးဟိုဘက်ရွာမမစင်ပန်လာလေတဲ့ ဟဲစမ်းပန်ပါလားမလာကြပြီဒီခါကြာနေသွားဟင်းကောင်းကောင်းချက်ကျွေးမယ်အိတ်တာတော့စမ်းကြအိမ်မှာပဲအိတ်လိုက်ကြသူ့ဖေကလည်းထုံးစံတိုင်းအလုပ်ကိစ္စနဲ့အိမ်မှာမရှိဘူးဟဲမမဘယ်တော့မလို့လဲ အမပြန်တော့မေး ဟမ်ဘာဖြစ်လို့လဲခဏပဲရှိသေးရအောင် ဘယ်သူမှမပြောပြနဲ့နော်ညမမအခန်းထဲကိုအတော့ယောက်ျားဥမာတူးဝင်လာတယ်ပြီးတော့ဘာဖြစ်လဲမမ မမကိုဘလက်ကာရလုပ်ဖို့ကြိုးစားတယ်မမအတင်းယုံပြီးထွက်ပြေးတော့မှသူထွက်သွားတယ်အဲဒါကြောင့်မမဒီမှာမနေချင်တော့တာ ဥမတူရလေညီမလေးကိုလည်းအတင်းအနိုင်ချင်းမိအဖေမရှိတော့ခဏလာပြီးဘလက်သားလောက်တာနှစ်ရှိပြီအတော့ကိုပြန်ပြောရင်တက်ဖြစ်မယ်လို့လည်းပြောတယ် ဟေး ငါယောက်ျားဆိုပေမဲ့ငါလူမလေးတို့ဒီလိုလုပ်တော့ငါလုံးဝသိမခံနိုင်ဘူးခုချင်းချင်းမှုတော့ဖွင့်မယ် ဥမာတူဟာတက်ငင်မရင်းမှုကိုတူမတွေပေါ်မှာအကြိမ်ကြိမ်ကျူးလွန်ကြောင်းထင်ရှားပေါ်ပေါက်လာတဲ့အတွက်နှစ်ရှည်ထောင်နဲ့ချမှတ်ခံလိုက်ရတယ် ဘလို့ပဲဆွေမျိုးနှိစက်တော်နေပေမဲ့မတရားခံရတာတော့ငြိမ်ခံမနေပဲတိုင်တန်းမှသာကိုယ့်လိုခံရသူတွေထပ်ပေါ်မလာတော့မှာဒီအမှုမှာတတိရှိရှိနဲ့အမှုတိုင်တန်းခဲ့တဲ့သူတွေကိုအတိမတ်ပြုရမယ်